အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးသွားမယ့်သတင်းကတော့တီးလင်္ကာလေးစိတ်မှာမွေးရစေးဝါးတွေတည်ဆောင်လာတဲ့ဖုန်းကြီး22ပါးဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာသတင်းဆောင်ရင်ရုပ်သံလိုင်းမှာကြိုဆိုပါရစေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာပြီးခဲ့တဲ့ဧပြီလ25ရက်နေ့ညပိုင်းကတီးလင်္ကာနိုင်ငံကိုလံဘိုမြို့မှာရှိတဲ့ဘန်နာရာနိုက်ကေအပြည်ပြည်ဆိုင်ရာလေးစိတ် BIA မှာထိုင်းနိုင်ငံကနေပြီးတော့ပြန်လည်ရောက်ရှိလာတဲ့တီးလင်္ကာနိုင်ငံသားဖုန်းကြီး22ပါးကိုမွေးရစေးဝါအမြောက်များနဲ့အတူမွေးရစေးဝါတိုက်ဖြတ်ရေးရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ပါတယ်။အစောပိုင်းကဒီဖမ်းဆီးမှုကိုထိုင်းလေဆိပ်မှာဖြစ်တယ်လို့ကောလာဟာလတချို့ထွက်ပေါ်ခဲ့ပေမဲ့အမှန်တကယ်ကတော့ထိုင်းလေဆိပ်ကနေပြီးတော့လွတ်လာခဲ့ပြီးတော့မိခင်နိုင်ငံဖြစ်တဲ့တီးလင်္ကာလေဆိပ်ကိုပြန်ရောက်မှာကြိုတင်သတင်းရထားတဲ့ရဲတပ်ဖွဲ့ကနေပြီးတော့စောင့်ဆိုင်းဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ဖမ်းဆီးရမိတဲ့မွေးရစေးဝါပမာဏဟာအမေရိကန်ဒေါ်လာ 3.5 သန်းတီးလင်္ကာရူပီ 1.1 ဘီလီယံကျော်တန်ဖိုးရှိပြီးတော့ကုရှ်အမျိုးအစားဆေးကြောက်101ကီလိုဂရမ်ကျော်နဲ့ဟက်ရှစ်10ဂရမ်ကျော်စုစုပေါင်း130ကီလိုဂရမ်ကျော်ကိုတင်စီရမိခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီဘုန်းကြီးတွေဟာဒီမွေးရစေးဝါးတွေကိုသူတို့ရဲ့ခရီးဆောင်အိတ်အောက်ခြေအန်ဝတ်တွေထဲမှာကြောင်းသုံးပစ္စည်းတွေတကြားလုံးတွေနဲ့ရုံထုတ်ပြီးတော့တပားကို9ကီလိုဂရမ်ခန့်ခွဲဝေတည်ဆောင်လာခဲ့ကြတာပဲဖြစ်ပါတယ်။ဖမ်းဆီးခံခဲ့ရတဲ့ဘုန်းကြီးများစုဟာတက္ကသိုလ်ကျောင်းသားလူငယ်ရဟန်းတွေဖြစ်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်တို့ကကုန်ကြမ်းစရိတ်အကုန်ခံပြီးတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကို4ရက်ကြာအလည်ပတ်ပို့ပေးခဲ့တာလို့သိရပါတယ်။ပို့ပြီးအံ့ဩစရာကောင်းတာတစ်ခုကသူတို့ရဲ့လက်ကင်ဖုန်းတွေထဲမှာထိုင်းနိုင်ငံကိုရောက်ရှိနေစဉ်ရဟန်းဝင်နဲ့မဟုတ်ဘဲနဲ့အရက်ဝင်တွေနဲ့လက်ပတ်နေကြတဲ့ဓာတ်ပုံဗီဒီယိုတွေကိုလည်းရဲတပ်ဖွဲ့ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီခီးစဉ်ကိုအဓိကစီစဉ်ခဲ့သူလို့ယူဆရတဲ့အသက်23နှစ်အရွယ်နောက်ထပ်ဘုန်းကြီးတစ်ပါးကတော့ခရီးစဉ်မှာလိုက်မသွားပဲတီးလင်္ကာမှာပဲကျန်ရင်ခဲ့ပြီးအခုပါလာတဲ့ပါစိတ်တို့တွေကိုအလူပစ္စည်းတွေပါလေးစိတ်ရောင်ရင်လာယူမဲ့ကားရှိတယ်ဆိုပြီးတော့ကျန်တဲ့ဘုန်းကြီးတွေကိုတဲခိုင်းခဲ့တာလို့ရဲတပ်ဖွဲ့တွေကသုံးသပ်ထားပါတယ်။အဆိုပါစီစဉ်သူဘုန်းကြီးကိုလည်းကိုလံဘိုမြို့စင်ကြီးဘုံရက်ကွက်မှာရဲတပ်ဖွဲ့ကထပ်မံဖမ်းဆီးထားပြီးဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ဖမ်းဆီးခံရတဲ့ဘုန်းကြီး22ပါးလုံးကိုနီဂွန်ဘိုတရားရုံးမှာရုံးထုတ်ခဲ့ပြီးတော့အမှုနဲ့ပတ်သက်လို့ဆက်လက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နိုင်မှုအတွက်9ရက်ကြာချုံနှောင်ထားဖို့အမိန့်ချထားတယ်လို့လည်းသိရပါတယ်။ဒီဖြစ်ရဟာရဟန်းတန်ဃာတွေအများပြားပါဝင်ပတ်သက်နေတဲ့ပထမဆုံးအကြီးမားဆုံးသောမွေးရစေးဝါးမှောင်ခိုမှုကြီးတစ်ခုအဖြစ်နဲ့တီးလင်္ကာနိုင်ငံမှာမှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။ယခုလိုမျိုးနောက်ဆုံးရသတင်းစုံလင်တွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ follow လေးလုပ်ထားဖို့မမေ့ကြပါနဲ့ခင်ဗျာ။အားလုံးကိုကျေးဇူးများတင်ပါတယ်ဗျာ။